Roblox မှာအကြီးဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Bluffo ဟာ9နှစ်တိုင်လူဆောင်များခဲ့ပြီး Dragon Update လုပ်ပြီးတစ်လ2လကြာ player ဦးရေကျဆင်းသွားခဲ့တယ်။ player တွေက Bluffo ကိုစော့ရတာဘာလို့ပြင်းလာကြရလဲ။ Bluffo ကဘာအမားတွေလုပ်ခဲ့လို့လဲ။ player တွေ Bluffo ကိုဘာလို့ထွက်သွားကြလဲဆိုတော့ကျွန်တော်ဒီနေ့အချက်ကြရှင်းပြသွားမယ်။နံပါတ်1 communication player နဲ့ creator ကြားမှာဆက်သွယ်မှုလုံးဝမရှိဘူး။ဒါခုနောက်ပိုင်းမှာ bulletin တွေပေါ်လာတာတို့ bulletin တွေပေါ်လာတာပဲရှိတယ်။ဒါအရင်တော့ဆိုရင် upgrade ကြောင့်ဘာမှမသိရ။ creator တွေကဟိုလာမယ်ဒီလာမယ်ဆိုပြီးတော့မရောက်လာသေးရဟိုဥပမာ Dragon update ဆိုရင်9လေးလုံးဆိုင်လာပြီးတော့ C1 C2 reward လာမယ်ဆိုပြီးတော့ quantity မရောက်လာသေးဘူး။ bro ခုနောက်ပိုင်းမှာ player profile နေနဲ့ saw ပုံစံအတစ်တွေ gun ပုံစံအတစ်တွေလို့ရောက်လာတယ်။ဒုတိယမှာကတော့ fruit stock time fruit တွေတော့ Ball frame မှာအတီးတွေဝယ်လို့ရတယ် fruit တီးလားဆိုတာရှိတယ်။ fruit တီးလားအတီးကောင်းနေ store လားဆိုရင်ဟဲအောင်လားလုံးဝမ store ဘူး။ပြီးတော့အတီးပြန် store မို့ဆိုရင်4နိုင်အောင်စောရတယ်။အဲ့ဒါအရန်ကြာတယ်အဲ့လို store 4နိုင်ထိုင်ဆောင်ပြီးတော့ fruit ကောင်းနေ store လား no store ကျွန်တော်တို့4နိုင်ဆောင်ပြီးဘာအတီးတွေရရဲဆိုတာကြည့်လိုက်တော့ okay 4နိုင်ဆောင်ပြီးတော့ဘာအတီးတွေ store လဲဆိုတာကြည့်လိုက်အောင် okay ဒီဘာအတီးတွေ store ပြီးခုစတော့နေတဲ့အတီးလေးကတော့ rocket spin blake အတီးတစ်ကတော့ flame ကြိုက်ရင်ယူမကြိုက်မယူနဲ့ဒါပဲ4နာရီအောင်စောင့်ပြီးတော့အတီးက flame store လေ bro အဲ့နေရာမှာ stock time ကိုတနာရီတို့မဟုတ်တနာရီခွဲပြောင်းတင်တယ် stock restart သွားရင်လည်းအတီးကောင်းလေး store မှုတဲ့ sense လေးနဲ့ထည့်ပေးတယ်တတိယတစ်ခု grinding system level 1နေစပြီးတော့ခုလက်ရှိ level 2800အထိ NPC တွေတက် boss တွေတက်နောက်တစ်ကျုံသွားထပ်ပြီး NPC တွေတက် boss တွေတက်နောက်တစ်ကျုံထပ်သွားအဲ့လိုထပ်ခါတလဲလောက်ရတာပြင်းစရာ level max တွေကကိစ္စမရှိပြီမဲ့ခုမှ gain စားဆောတဲ့ level 1အကောင့်လို့ level 10ထားပါတော့အဲ့လိုအကောင့်မျိုးတွေကအဲ့လို level 2800အထိရောက်ဖို့အတွက်ကရအောင်ခက်ခဲနေတယ်ပြီးတော့ gain က story telling တွေဘာမှမပါဘူးဆိုတော့နည်း story တွေပါထည့်ပေးတင်တယ်ငါးဖိုင်းနဲ့ level တွေတက်သွားတာတို့ like ball တွေတက်တာအရင်ထက် level တွေပို့ပြီးရတာလို့ပြီးရင်ရှင်းလန့်လေးထည့်ပေးတယ်အတီးရှာတာတို့ဘာညာတက်တော့ကအဲ့အရာတွေထည့်ပေးတယ်ဒါတွေကတော့ Bluffo ကိုလူဆောင်ရနေဝါစေရဲ့အချက်တွေဖြစ်ပါတယ်ကျွန်တော်ကတော့ Ashmo ပါ bye guys see you in next video